အားလုံးပဲမင်္ဂလာပါကျွန်တော်ရှမ်းမြေပါကျွန်တော်ငငယ်ကြည့်ရစက်ပွဲမှာပေါ့နော်စရိတ်ရှိုးကြည့်တယ်နောက်ပြဇက်တွေကြည့်တယ်ပြဇက်တွေရှေ့ကြည့်လို့ကောင်းမယ်နောက်ကမှသူတို့ဘယ်လိုတရုပ်ဆောင်ရလဲဆိုတော့ဒီဗီဒီယိုလေးမှကြည့်မှာဖြစ်ပါတယ်စိတ်ဝင်စားကျွန်တော်လေးလက်ကြည့်ပြီးပေါ့နော်ဒီဗီဒီယိုလေးမကြည့်ခင်ကျွန်တော် channel လေးကိုနောက်တဲ့ဗီဒီယိုလေးတင်အောင် subscribe လေးနှိပ်တော့ပြကြဖို့တောင်းဆိုပါတယ်လူမလေးကျင်းပါတော့မယ်လူမလေးကျင်းပါတော့မယ်လူမလေးကျင်းပါပြီလာပြီစက်ပွဲပြဇက်တွေအခန်းလေးတမ်းမျိုးရတယ်အတမ်းမျိုးရတယ်ဆက်စင်တော့ကြည့်လို့ဆိုလို့ရှိရင်ဘယ်လောက်မှရည်ရှင်လိုက်မှမသိဘူးရိုက်ခုံနေကြအော်ရှိမှာလှမလားဆိုရရအမေပါဒီပေါ့ဆန္ဒပြေတော့ဒီလိုစကားမျိုးပြောပြီးပေါ့လူရောက်ပါရဲ့နေတော့ဒီစကားတွေပြောပြီးခေါ်လာဆိုရင်ဘာလို့ချင်းရှိဒီတော့နားတယ်ဘာဖြစ်လို့လဲဟိုနေနေကြတဲ့ကုန်ရှိနေပြီမဆောဘူးငါမှကုန်ရှိတာနဲ့တိုက်တဲ့ဆရာကိုလည်းစစ်စစ်နိုင်တယ်အဲ့ဒါဟုတ်ပါလေဘယ်ဟာမဟုတ်တာငါလည်းပုံဆိုတာလေစကားပြောတာကြည့်ပြောတာငါမင်းရတယ်ဘယ်လိုရောက်သားမျိုးနဲ့မှပတ်သက်ခဲ့ဘူးလားမဟုတ်ဘူးဟဲ့နေနဲ့ပတ်သက်ခဲ့တဲ့ငါ့ကိုနေတပ်ပြီးမစော်ကားပြီးစင်နဲ့နော်ဆိုတော့လည်းဘာဖြစ်ဘာဖြစ်ချင်လို့လဲရောက်ပါတော့ဟာတကယ်ရိုက်ထားလားမသိဘူးအဖြောင်းလို့ရောတန်တော်ထက်တကယ်ရတယ်လို့ပဲဟုတ်ပြီနော်အပြစ်မတကယ်ထိရနော်တကယ်ရိုက်တယ်ဖြောင်းနေရောတန်တော်ထက်တက်ရိုက်ချင်ကြီးလားတက်ရိုက်ချင်ကြီးလားလို့လက်ရိုက်ခလိုက်ရပါပြီလူတယောက်ပါးရိုက်ခလိုက်ရပါပြီဘာမှမလုပ်ရပဲပါးတွေကြည့်ရခံလိုက်ရပဲဗျာတပြောင်းပြောင်းတဲ့နေရာပါပဲတကယ်ချင်းတို့မြင်လေးလေဘယ်လိုမြင်ကြလဲ comment မှာမှန်းခဲ့ကြပါဦးကျွန်တော် channel လေးနောက်တဲ့ဗီဒီယိုအများကြီးတင်နေအောင် subscribe လေးနေတိုင်းကိုတောင်းဆိုပါတယ်